အားလုံးပဲမင်္ဂလာပါเนาะဒီနေ့ကျတော့တရားနှစ်ကြိမ်မြောက်မိခွန်းဟောင်းပေါ့เนาะတရားနှစ်ကြိမ်မြောက်မိခွန်းဟောင်းရဲ့နံပါတ်9ကနေစနစ်လေးကိုလေ့လာကြမယ်ပေါ့เนาะအဲ့တော့9ကနေစနစ်မိခွန်းကကြတော့ဒီကျတော့다음 글 또는 그래프의 내용과 같은 거ပေါ့เนาะအဲ့တော့ 내용နဲ့တူတဲ့ဟာပေါ့သူထဲမှာပါထားတဲ့ 내용과 같은 거ကိုယူပြရမှာပေါ့เนาะအဲ့တော့စာပိုက်လည်းဖြစ်နိုင်တယ်ဒီလိုမျိုးပေါ့เนาะ anemone လည်းဖြစ်နိုင်တယ်graph တွေလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကိုးနဲ့စနစ်မှာနေကတ်ထုံးကိုချလို့ရေးကြည့်မယ်အဲ့တော့ဒီလိုမျိုးပေါ့နော်ဒီလို anemone တွေခွမ်းကိုတွေပေါ့အဲ့လိုအခြေအနေမျိုးမှာဆိုလို့ရှိရင်ကျတော့အဖြေကိုဒီဟာကိုဖတ်ပြီးတော့မှဒါကိုယူတာထက်စားလို့ရှိရင်1 2 3 4အဖြေ၄ခုကနေမှဒီကျတော့အပေါ်ပြန်ပြီးရွေးတာအချိန်ကုန်ပိုတတ်တာတယ်ပေါ့နော်အဲ့တော့ဒီမှာတစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်နံပါတ်1ကိုဖတ်ကြည့်လိုက်မယ်봉사활동은 2달 동안 하게 된다အဲ့တော့ဘုံစာဝါတော့ဆိုလို့ရှိရင်2လပေါ့နော်2လအတော်တွင် 하게 된다 2လအတော်တွင်လုပ်မှာပါတဲ့ဆိုတော့ကျွန်တော်ဘုံစာဝါတုံရဲ့လုံးမဲ့အချိန်ကာလကိုကြည့်လိုက်မယ်အဲ့တော့ဂီဂန်ပေါ့နော်ဒီမှာဆိုရင် motif ဂီဂန်အဲ့တော့ဒီနံပါတ်1ကဒီ motif ဂီဂန်မှာကြည့်လိုက်တော့17လပိုင်း10ရက်ကနေ17လပိုင်း21ဆိုတော့ဒီချေတို့ဒူတာမဟုတ်နေဘူးပေါ့နော်အဲ့တော့ချေတို့ဒါလေးဟိုဖယ်လိုက်မယ်နံပါတ်2 아이들에게 책을 읽어줄 봉사자를 찾고 있다. အဲ့တော့ဒီဟာဒီကွမ်းကိုမွန်ရဲ့ဟာကဘာလဲပေါ့နော်ကလေးတွေကိုစာအုပ်ဖတ်ပြပေးမဲ့봉사자နော်ဒီ봉사လုပ်ပေးမဲ့လူ volunteer လုပ်ပေးမဲ့လူရှာနေတာတဲ့အဲ့ဆိုဒီကျတော့ခေါင်းစဉ်ကိုတစ်ချက်ကြည့်ကြည့်မယ်နိ 그림책 읽어주는 자원봉사자 모집 လို့ပြောထားဖြစ်တဲ့အတွက်ဒီဟာကဒီကျတော့အဖြေဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့တစ်ချက်ကြည့်ကြည့်အောင်မယ်နော်ကျတို့အပေါ်မှာအဖြေတွေ့သွားရင်တော့မှဒီ၄ခုလုံးဖတ်သွားမယ်ပေါ့နော်နောက်တစ်ခုက봉사자 신청은 도서관에 직접 가서 해야 한다ဒီ봉사자 신청เนาะဒီ봉사လုပ်ဖို့신청လုပ်တာရှောက်လာတဲ့နာက도서관ကိုကိုယ်တိုင်သွားပြီးတော့ရှောက်ကမယ်တဲ့ဆိုတော့신청 방법ကိုကျတို့ကြည့်လိုက်မယ်လीเนาะ신청 방법မှာဆိုရင် 인주 어린이 도서관 홈페이지 လို့ပါထားတယ်အဲ့တော့ဒါက home မနေတော့ဘူးเนาะကိုယ်တိုင်သွားကြမလို့ home page ကနေရှောင်ရင်ရတယ်ပေါ့နော်နံပါတ်4 학생이 아닌 사람들도 이 봉사에 참여할 수 있다 အဲ့တော့ကျောင်းသားမဟုတ်တဲ့လူတွေလည်းဒီဘုံစာမှာ참여လုပ်နိုင်တယ်ပါဝင်လို့ရနိုင်တယ်တဲ့ဆိုတော့ကျတို့ကြည့်ကြည့်မယ်ပေါ့နော်အဲ့တော့သူကဘာတော့ဒီမှာ자격မှာတစ်ချက်ကြည့်ကြည့်လိုက်မယ်자격မှာဆိုရင်ဘာဖြစ်မလဲ 고등학생 또는 대학생 အဲ့တော့အထက်တန်းကျောင်းသားနဲ့တက္ကသိုလ်ကျောင်းသားတွေနော် 한국어를 잘하는 외국인 학생도 가능 အဲ့တော့ကိုရီးယားစကားကောင်းကောင်းပြောတတ်တဲ့ 외국인 တွေလည်းရှောက်လို့ရတယ် 외국인 학생 လို့ပဲပြောတာအဲ့တော့ဒီမှာလဲ 학생 ဒီမှာလဲ 대학생 고등학생 ဖြစ်တဲ့အတွက် 학생 မဟုတ်လို့ရှိရင်ခြေလို့ရှောက်လို့မရဘူးပေါ့နော်အဲ့တော့အဖြေကခြေလို့နံပါတ်2ကိုရွေးလိုက်မယ်ပေါ့နော် okay ဒါဆိုလို့ရှိရင်ဒါနံပါတ်9ရဲ့ဖြေပုံဖြစ်နေပေါ့နော်ပြီးရင်နံပါတ်10လေးကိုသွားမယ်10ကကြတော့ graph ပုံစာ graph ပုံစာလည်းအတူတူပဲဒီခြေလို့ဒီ graph ကြီးကိုနားလည်အောင်ကြည့်ပြီးတော့မှအဖြေလေးခုတည်းကနေရွေးတာထက်ဒီအဖြေကနေမှအပေါ်ပြန်ရွေးကြည့်မယ်ပေါ့နော်ပထမဆုံးတစ်ခုကြည့်ကြည့်မယ်အဲ့တော့회사의 규모가 중요하다고 응답한 비율이 가장 낮다. 그럼 회사의 규모가 예지대 소비 비례 조사가 내성 낮다서 뭐노 내성 피대 내성 회사의 규모 뭐로 company 회사가 예지대 소비 비례 비율가 내성 소죠 회사의 규모ကြည့်လိုက်မယ်အဲ့တော့ 회사의 규모가 16%ဆိုသူ့တဲ့နေတာရှိသေးတယ်ဟုတ်ပြီနော်အဲ့တော့ဒီကကျဲတို့ဒါအဖြေမဟုတ်တော့ဘူးနံပါတ်2မှာကြည့်မယ်ဆိုရင် 가격을 중요하게 생각하는 사람이 전체의 반을 넘는다 အဲ့တော့ 가격고 중요하게 가격고 အရေးကြီးတယ်လို့တွေးတဲ့လူက 전체 ဆိုအားလုံးပေါ့နော်အားလုံးရဲ့တဝက်ကျော်တယ်ဆိုတော့50%ကျော်တာကိုပြောမှာပေါ့နော်အဲ့တော့ 가격고 ကျဲတို့ကြည့်ကြည့်မယ် 가격가ဒီမှာ48ပဲရှိတယ်ဆိုတော့50ကျော်မနေတော့ဒီကျတို့ဒါလည်းဟုတ်မနေဘူးနံပါတ်3 이용 후기가 여행 상품의 다양성보다 중요하다는 응답이 2배 이상 많다 အဲ့တော့ 이용 후기 အသုံးပြုပြီးနောက်ပိုင်းပေါ့နော်ဒီအသုံးပြုပြီးနောက်ပိုင်းကဒီ 여행 상품 ထက်ကိုမှ 상품의 다양성ထက်အရေးကြီးတယ်လို့ထင်တာကျတို့ဒီမှာနှစ်ချက်ရှိသွားမယ် 이용 후기가 ဟုတ်ပြီနော်
여행 상품의 다양성ဆိုတာထက်ကိုအရေးကြီးတယ်ဆိုပြီးတော့ဖြည့်တဲ့လူက2배 이상 많다အဲ့တော့ဘယ်ကများမှာလဲဤယုံခုကီကများတယ်လူကပြောလိုက်တာဟုတ်ပြီနော်အဲ့တော့여행 상품의 다양성က25ရာခိုင်နှုန်းရှိတယ်ဤယုံခုကီက9ရာခိုင်နှုန်းပဲရှိတယ်သူကဒီယောဟန်ဆန်ဖွင့်တဲ့ဒါကများတယ်လို့ပြောတာဖြစ်တဲ့အတွက်ဒါလည်းမဟုတ်တော့ဘူးဒီဟာက6ပဲရှိတယ်ဒါ25နံပါတ်4ယောဟန်ဆန်ဖွင့်မဲ့ဒါရန်ဆုံးဖို့တာဒီဟာနော်ဒီအချက်တဲ့ဒါရန်ဆုံးတဲ့ဝယ်စာရဲ့ Q မို့ဝယ်စာရဲ့ Q မို့ဆိုတော့ဒီမှာနော်အဲ့တော့ဒါရန်ဆုံးတဲ့ဝယ်စာရဲ့ Q မို့ဆိုတော့ဒီနှစ်ခုကိုရှင်းပါပေါ့နော် Q မို့တို့ဂျုံယိုဟာကဲဆိုင်ကခါနွန်စာရမီဝယ်စာရဲ့ Q မို့ကိုအရေးကြီးတယ်ဆိုပြီးတော့တွေးတဲ့လူကတော့ဂျက်တာပို့ပြီးတော့နဲတယ်တဲ့ဆိုသူပြောချင်တာကယောဟန်ဆန်ဖွန်တဲ့ဝယ်စာ Q မို့ကနဲတယ်လို့ပြောချင်တာအဲ့တော့ယောဟန်ဆန်ဖွန်တဲ့ဝယ်စာရဲ့ Q မို့ကနဲနေလေဒီမှာ25ဒါက16ဖြစ်တဲ့အတွက်အဖြေမှန်ဒီချေတို့နံပါတ်4လေးကိုယူလိုက်မယ်ပေါ့နော်ဒီ9နဲ့10ကချေတို့အဖြေကနေအပေါ်ပြန်ရွေးတာဖြစ်တဲ့အတွက်အပေါ်နေရုံကြီးကိုအကုန်လုံးကြီးဖတ်စရာလည်းမလိုဘူးအချိန်ကုန်လည်းတက်တာရပေါ့နော်ပြီးတော့ဖြေရတာလည်းလွယ်နေပေါ့နော်အဲ့တော့ဒါ9နဲ့10နဲ့ပေါ့နော်ပြီးသွားရင်ချေတို့17လေးကိုသွားမယ်ဒီမှာဆိုရင်지난달 문을 연 우표박물관이 시민들에게 사랑을 받고 있다. 지난달, 지난 비게렐라가 문을 연 우표박물관, 비게렐라가 ဖွင့်လိုက်တဲ့ဒီဥဖြိုတစိတ်ကောင်းပြတိုက်ရဆိုလို့ရှိရင်ဒီပြည်သူပြည်သားတွေအတွက် 사랑받고 있다. 박물관 내 역사실에서 우표의 역사를 한눈에 볼 수 있다. အဲ့တော့ 박물관ထဲမှာ박물관ထဲမှာရှိတဲ့ 역사실 ပေါ့နော်ဒီတမိုင်းအခန်းမှာ history ပေါ့နော်အဲ့တော့ 박물관ထဲမှာရှိတဲ့ဒီ 역사실 တမိုင်းဒီအခန်းထဲမှာ 우표의 역사 ဒီတစိတ်ကောင်းလေးတွေရဲ့ 역사ကို 한눈에 볼 수 있다 เนาะအကြည့်တစ်ချက်တည်းနဲ့ပေါ့နော်ကြည့်လိုက်တာနဲ့အကုန်လုံးတန်းပြီးသိနိုင်တယ်또 어린이 체험실에서는ဒီကလေးတွေ 어린이 ကလေးတွေပေါ့နော်ကလေးတွေလက်တွေ့လုပ်လို့ရတဲ့အခန်းထဲမှာဆိုလို့ရှိရင်လေ 향기 나는 우표에 향을 맡거나 အနက်တချို့တစ်စိတ်ကောင်းလေးတွေကဒီဆိုလို့ဒါအနက်ရမယ်ထင်တယ်ပေါ့နော်အဲ့ဒါကြောင့်향기 나는 우표에 향을 맡거나အနက်ရတယ်ပေါ့နော်ပြောချင်တာအနံလေးပါတဲ့တစ်စိတ်ကောင်းလေးတွေရဲ့ 향을 맡거나အနံလေးတွေခံကြည့်တာမျိုးပြီး 나무 우표 등을 만져볼 수 있다. 나무 우표ဆိုဒီတစ်စိတ်ကောင်းဟိုမှာကိုတစ်သားပေါ့နော်တစ်သားတစ်စိတ်ကောင်းအစရှိတာလေးတွေကို 만져볼 수 있다. ကင်ကြည့်လို့ရတယ်자신의 사진이 들어간 우표도 직접 만들 수 있다. အဲ့မှာဘာလုပ်လို့ရတယ်လဲဆိုရင်မိမိရဲ့ပုံပါတဲ့ဥဖြိုတစ်စိတ်ကောင်းကိုလည်းကိုယ်တိုင်လုပ်ကြည့်လို့ရတယ်တစ်စိတ်ကောင်းတွေလုပ်ကြည့်မယ်အဲ့ဒီမှာကိုယ်ပုံကိုထည့်ပြီပေါ့နော်ပြီး편지로 써서 넣으면 편지를 써서 အဲ့တော့편지စာရေးပြီးတော့ထည့်ထားလိုက်လို့ရှိရင် 1년 뒤에 1년 뒤နောက်တစ်နှစ်ပေါ့နော်ဒီနောက်တစ်နှစ်နေလို့ရှိရင်ဘာသာ볼 수 있는ကိုလက်ခံလို့ရနိုင်တဲ့ဗာမိုးကန်နဲ့ဒီပြတိုက်ပေါ့နော်ဒီပြတိုက်ရဲ့느린 우체통도 인기를 끌고 있다. ဒါကအဲ့ဒီမှာကိုကစာရေးပြီးထည့်ခဲ့လို့ရှိရင်နောက်တစ်နေ့နောက်နေ့အဲ့စာကိုစီကိုရောက်လာတဲ့ဒီ느린 우체통ဆိုတဲ့ဟာပေါ့နော်ဒီဟာလေးကလည်း 인기를 끌고 있다 လို့ပြောပါတယ်အဲ့တော့ဒီလေးခုတွေကနေနေရုံကခတ်ထုံးကောကိုရေးမှာပေါ့ဟုတ်ပြီနော်အဲ့တော့이 박물관은 1년 전부터 운영을 시작했다. 이 박물관ဆိုရင် 1년 전လွန်ခဲ့တဲ့တစ်နှစ်ကစပြီးတော့ဖွင့်လှစ်ခဲ့တယ်တဲ့ဆိုတော့ဒီမှာကဂျီနန်ဒါလို့ပြောထားတာဖြစ်တဲ့အတွက်မဟုတ်တော့ဘူးပေါ့နော်ဒီမှာဂျီနန်ဒါဆိုတာပါထားတယ်ဒီမှာ 1년ဖြစ်တဲ့အတွက်ဒါမဟုတ်တော့ဘူးနောက်တစ်ခု 이 박물관에서는 직접 우표를 만들어 볼 수 있다. 이 박물관ထဲမှာ 직접 우표를 만들어 볼 수 있다. ဒီမှာ직접 만들 수 있다 ဆိုတာပါထားဖြစ်တဲ့အတွက်ဒီချေတို့ဒီကအဖြစ်အမှန်ဖြစ်သွားမယ်ဒါပေမဲ့သုံးတဲ့လေးကိုဆက်ပြီးကြည့်မယ်이 박물관에 체험실에 있는 우표는 만질 수 없다 ဒီမှာကသူကပြောထားတယ်만져볼 수 있다 လို့ပြောထားဖြစ်တဲ့အတွက်ဒီဟာမဟုတ်တော့ဘူး이 박물관에 느린 우체통으로는 편지를 보내지 못한다 သူရဲ့ဒီစာတိုက်느린ဒီစာတိုက်ပုံလေးကနေပြီးတော့편지고 보내지 못한다 ပို့လို့မရဘူးတဲ့
ဒီမှာကသူကဘယ်လိုပြောထားလဲထည့်လို့ရှိရင်နောက်တစ်နှစ်နေဘာသာပို့လို့စုအတာလို့ပြောထားခဲ့တဲ့အတွက်ပို့လို့ရတယ်လေနော်အဲ့တော့ကျွန်တော်ဒါလည်းမှာမယ်အဲ့တော့အဖြေကနံပါတ်2ကိုရွေးလိုက်ပါနော်โอเคအဲ့တော့ကျွန်တော်နံပါတ်7ကိုကြည့်မယ်ဆိုလို့ရှိရင်有一代参路欧陆当경찰이有一နားရရမှာပေါ့နော်နားရမှာတောင်တက်ဖို့လုပ်နေတဲ့경찰ရဲဝန်ထမ်းပေါ့နော်ရဲရရှိရဲဝန်ထမ်းက등산ခဲ့တောင်တက်သူပေါ့နော်တောင်တက်သူတို့ကိုကူကြိုဟတ်တာကဲတင်ခဲ့တယ်지난 1위 김민수 경위는 인주산 정상에서အဲ့တော့ပြီးခဲ့တဲ့လွန်ခဲ့တဲ့တရက်က김민수 경위အဲ့တော့ဒီရဲအုပ်김민수가ဆိုလို့ရှိရင်인주တောင်ရဲ့정상에서တောင်ထိပ်မှာအမျိုးသမီးတယောက်쓰러져 있는 것을လဲနေတာကို발견했다ရှာဖွေတွေ့ရှိခဲ့တယ်김경희는 바로 여성의 재혼이 떨어지지 않게 이 예우 김가 솔루션 땀이로 여성 이 아묘더미의 체온 칸하고 아부제인 떨어지지 않게 무자도하로 겉옷을 벗어서ပေါ်တဲ့အိမ်မျိုးချုပ်ပြီးတော့덮어주고 두အုပ်ပေးထားတယ်ပြီးတော့119에 신고했다. 119 ကိုသူအကြောင်းကြားခဲ့တယ်တိုင်ကြားခဲ့တယ်이후 김경희는 구조대 차량이 올 수 있는အဲ့ဒီနောက်မှာဒီ 김경희 ပေါ့နော်ဒီရဲအုပ်ကမှာဆိုလို့ရှိရင်ဒီကယ်ဆယ်ရေးချလင်းကယ်ဆယ်ရေးကားတွေလာလို့ရနိုင်တဲ့산중터 대피소까지 ဒီတောင်အလယ်နားလောက်မှာရှိတဲ့ 대피소 ပေါ့နော်ဒီခိုလုံတဲ့စခန်းနားနေစခန်းကို여성을 업고အမျိုးသမီးကို 업다ပေါ့နော်အမျိုးသမီးကိုခုံပိုးပြီးတော့뛰어내려갔다ပြေးဆင်းသွားခဲ့တယ်병원으로 이송된 여성은 이 세연고 보상하나의 여성아 소로신 치료를 받고 세구다무 간비 건강을 되찾았다. ပြန်လဲကျမကြီး 건강을 되찾다. ကျမကြီးပြန်လဲကောင်းမွန်လာပြီပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျတို့ဒီစာပိုက်မှာသူ့ရဲ့ 내용과 같은 거 1번ကိုကြည့်မယ်ဆိုရင် 한 등산객이 산 정상에서 쓰러져 있었다. အဲ့တော့ 등산객 တယောက်ဟာဆိုရင်တောင်ထိပ်မှာလဲကျနေခဲ့တယ်တဲ့ဒါဟုတ်တယ်လေနော်ဒါပေမဲ့နံပါတ်1 3လေးကိုဆက်ပြီးကြည့်ကြည့်မယ်ပေါ့နော်김경희는 대피소까지 차량으로 이동했다. အဲ့တော့ရဲဥကေမှာဆိုလို့ရှိရင် 대피소 ဒီနားနေတဲ့စခန်းခိုလုံရေးစခန်းအထိ 차량으로 ကားနဲ့ 이동했다. ကားနဲ့သူရွှေ့ရှားခဲ့တယ်ကားနဲ့သွားခဲ့တယ်ဆိုတော့ဒါဟုတ်မနေတော့ဘူးပေါ့နော်구조대가 등산객을 업고 병원으로 뛰어갔다. 계좌의ဖွဲ့တွေကဒီတောင်တက်ခရီးသည်ကိုဂုံပိုးပြီးတော့ဆေးရုံကိုပြေးသွားခဲ့တယ်တဲ့이것도 아니고 4번 김경희는 등산객의 신고를 받고 산에 올라갔다. 김경희 이 예우 김가 솔루션 တောင်တက်ခရီးသည်ရဲ့ 신고를 받고 တိုင်ကြားမှုကိုရပြီးတော့တောင်ပေါ်ကိုတက်သွားခဲ့တယ်ဆိုတော့ဒါလည်းဟုတ်မနေဘူးအဲ့တော့ကျတို့ဒီနေ့နံပါတ်7ရဲ့အဖြေကနံပါတ်1ပေါ့နော်အဲ့တော့ဒီ6ကနေစနစ်ထိကလည်းလွယ်တဲ့ထဲမှာပါသေးတယ်ပေါ့နော်အဲ့တော့စာပိုက်လေးတေချာဖတ်ပြီးတော့7နဲ့စနစ်ကတော့စာပိုက်ဖတ်ပြီးတော့ဖြေရမှာပေါ့နော်အားလုံးပဲအမှတ်တွေအများကြီးရပါစေ